မေဆောင်းနေတဆင်သွားတာဖြစ်တဲ့သမဏ9နိုင်မှလူစုပြီးကားနဲ့ဆောက်ထုတ်ဖို့ပြင်ကြပါတော့မြန်မာဘက်ကနေသွားလဲရပါမယ်အဲ့တော့လမ်းချမ်းတာရဲ့တိုက်ပွဲသတင်းနဲ့ကြားရရဲ့ကြောင့်မေဆောက်လမ်းယူလာရပါတော့ပြီးတော့မေဆောက်မြို့ထဲကမင်္ဂလာပါဆိုင်မှာမနှက်စာတော့စားကြတယ်အဲရောက်လို့ရှိရင်ရှမ်းစားစားတွေအဓိကစားဖြစ်တယ်ပေါ့နော်အရသာလေးနဲ့ဆိုင်အပြင်ဆင်လေးနဲ့ဆင်ပြေတယ်ပြီးတော့စားပြီးတာနဲ့မေဆောက်ကနေတနိုင်ကျော်လောက်ကားဆက်စီပြီးတော့ဒီလမ်းပြအကိုအိမ်မှာကားချိန်ပြီးတော့လေကိတ်ထီကိုကားအသေးနဲ့ဆက်သွားရတာပေါ့နော်မြန်မာဘက်ကိုရောက်ဖို့ကကြတော့တောင်ရင်းမြစ်ကိုပြန်ဖြတ်ရတာပေါ့။မြောက်ဒီကနေလာပြီးတော့တောင်ရင်းဘက်ကိုပြန်ဖြတ်တယ်။ကားပေါ်ဆင်းတော့တွေ့ရအထောက်တွေကောက်ဆွဲလိုက်ကြပဲ။ကိုလွယ်ထားတာဘယ်သူလွယ်အိမ်မှတော့မသိဘူးပေါ့နော်။လီးလိုက်ရတာပဲ။အဲ့မှာကိုရီးယားအထောက်ဝိတ်များတော့အမှလေစီးရတော်ကြောက်ဖို့ကောင်းတယ်။ရေမကူးတတ်တော့လေ။လမ်းမှာလည်းအထောက်တွေပိုက်ထားရတော့ဘာမှလမ်းကိုင်လို့မရဘူး။ဘောကလည်းချောနေတယ်အဲ့ဒါချော်လေလို့ရှိကြည့်လိုက်ပေါ့နော်။လောက်ကိုမလုပ်ရဘူး။တကယ်ကူးခါကြတော့ခဏလေးပဲသူလှေကဟိုဘက်နဲ့ဒီဘက်ကိုလှဲလိုက်ရုံပဲကွယ်။အဓိကဖြစ်နေတာကအဲ့ဒီလှေရဲ့တက်အစင်မှဖြစ်နေတာ။အဲ့ဒီဟာကြီးကိုကြည့်ပြီးအသေးရတာပေါ့။အဲ့ဒါပြီးခါကြတော့မူလအီသွားဖို့ကားဖို့တက်ကြတယ်။အဲ့ဒီမှာအထောက်အပိုးတွေစီလူတွေစစ်ပါဒီပါလားလူပြောတဲ့အေးတဲ့ A few moments later ဒီတာပဲပေါ့ဒီသွားမယ်ဒီမှာအရှိမตายရနေတော့အနောက်မှာလမ်းညွန့်ကိုကတက်စရနေရရှာမတွေ့ဘူးဖြစ်နေပေါ့နော်သူ့ကိုအခုပြထားတဲ့စာလေးကနေပြီးတော့ဆက်တွေ့လို့ရပါတယ်တော်တော်လေးလည်းသဘောကောင်းတယ်စိတ်လည်းရှည်တယ်ပုံနေပါတွေလည်းသူရနေတာဖြစ်တယ်တော်လည်းအေးသွားခြင်းနဲ့ဆိုလို့ရှိရင်သူ့စိတ်ချလက်ချဆက်တွေ့လို့ရပါတယ်ဒီလေးကနေပြီးတော့သွားတော့အမှကရင်ရွာတွေဖြတ်ရပါတော့လမ်းနေရတော့တော်တော်ကောင်းတယ်ဒီမှာလမ်းညွန့်ကိုကတပုံရိုက်ပြီးတယ်ပြီးတဲ့အချိန်မှာကိုစချောင်းနေတာပေါ့နော်ပုံနဲ့ထွက်လာရောမှကင်မရာတစ်လုံးနဲ့တယောက်နဲ့မဲမောင်ပြီးတော့ပြောင်းတယ် Finally my time to shine တယောက်တည်းမှာမူလေးတစ်ဖြတ်ပေါ့နော်ကျန်တဲ့လူတွေကတော့ပါcopyright မိမှာဆိုလို့တချင်းတလားပဲထဲမှာပေါ့နော်ဒါကမူလအီတောင်ဘက်ကိုသွားတဲ့လမ်းမှာခုချိန်ထိတော့လမ်းကကောင်းသေးတယ်ကက်တရလမ်းလုံး was မှုဥဒါပေမဲ့ရှေ့မှာကတော့3နာရီလောက်ကိုကားစီးရပြီးတော့ကိုဟိုဘူးကလင်းနေနဲ့ဖင်လာတော့မှာပေါ့နော်အခုတလို့လမ်းကောင်းနေသေးရတော့တစ်ချက်ဖုန်နေရတအားများတယ်အားကြောင့်မလို့မူလီတောင်ချီကိုတမဲနားနေစခန်းမှာကိုအကုန်လုံးက fashion ပြောင်းလိုက်ကြပါတယ် the north face အတုတွေနဲ့ပေါ့နော်အတော်ကူတွေကိုတော့ခွဲလုံးဝတ်ထားကြတယ်အဲ့ဒါမှပဲအဆင်ပြေမှာပေါ့နော်ပြီး mask တွေအသေးတန်ပြေးဝဲပြီးတော့မူလီတောင်ဆက်တက်ပါတယ်မတဲလာရောအမလမ်းကအိုးမဆိုးပါဘူးလမ်းတလောက်ဆိုကောင်းတာပဲလို့တွေးနေနေမဆုံးသေးခင်မှာပဲလမ်းတော်ဆိုးတဲ့အခြေအနေရောက်လာလို့ကင်မရာကိုကောက်ပိတ်ပြီးအိတ်ထဲထည့်လိုက်ရတာပေါ့နော်မဟုတ်လို့ရှိရင်ကင်မရာကြီးဝီးဆိုပြီးလွှင့်ရမှာဆိုလို့အဲ့ဒါနဲ့ပြီးတော့ဒုတိယစခန်းလို့ပြောရမယ်အဲ့ဒီမှာကိုရီမိုးချိုးဖို့အကုန်လုံးကဆင်ပြီးနားကြပါတယ်အဲ့မှာတချို့တွေကဒီတောင်ပေါ်ကရေခဲရေကိုမှတော့ဆင်းချိုးကြတယ်ပေါ့နော်ကိုရီးယားတော့ဇွဲလုံးလာရှိပြီးသားဖြစ်တယ်ဒါပေမဲ့4နိုင်ကလေးမဲစားနေရေချိုးပြီးထွက်ခဲ့တာဖြစ်တယ်တော့ဘာမှမလဲတော့ပါဘူးဒီတိုင်းပဲဆက်သက်ကြပါတယ်အဲ့မှာဟာတာတစ်ခုပြောပြမယ်ချိုးတွေကအဲ့ဒီတောင်တက်ပါမယ်ဆိုခါမှာဗာစိတ်ကိုပေါက်လည်းမသိဘူးကရင်မစိုးကြီးထလဲလိုက်တယ်အဲ့မှာတောင်ပေါ်မှာဘလို့တွေတိုင်ပတ်အောင်လဲဆိုတော့နောက်ကလေးမှာတွေ့ရမှာအဲ့ဒီမှာသွားနေရင်လည်းကိုဒီနေရာလဲရောက်တော့လမ်းကလည်းနည်းနည်းငြိမ်နေ view လေးကလည်းလှတယ်တော့တစ်ဖွဲ့လုံးကထုတ်ပြီးတော့ဓပုံတွေအပြိုင်ဆိုင်ရဲကြပါတယ်အဲ့မှာတခုအကြံပေးချင်တာကာမှုတက်တဲ့လူတွေဆိုအရှိခါမှာလုံးဝမထိုင်ပါနဲ့အနောက်မှာကိုထိုင်ပါနေပူတယ်ဖုံများတယ်ဒါပေမဲ့ကာမှုတာတက်တာတယ်ပြီးတော့ဒီတိုင်းထိုင်ပြီးလိုက်ရတဲ့ဆိုင်မတက်ရက်ပြီးလိုက်တာပူတက်တာတယ်ခြေထောက်ညောင်းနေဆိုပေမဲ့ဖင်မနာဘူးထိုင်ပြီးလိုက်လို့ရှိရင်ဖင်ကိုတချင်းချင်းနဲ့အိတ်တက်တာပြန်နဲ့စောင့်ခံဒီမှာပေါ့နော်အမမူလအီတောင်ပေါ်ရောက်တော့ဒီမှာထမင်းဆိုင်မှာဝင်ပြီးစားကြတယ်သူကတက်လို့ပဲစားရတာဖြစ်တဲ့အတွက်ရွေးချယ်စရာတိတ်ပြီးတော့မရှိဘူးဒါပေမဲ့အဲ့ဆိုင်မှာအသားတူးကြော်လေးကတော့တော်တော်စားကောင်းတယ်ကျန်တာတွေကတော့ပါစက်သိမ့်မတွေ့ဘူးပေါ့နော်ဒါပေမဲ့ဆိုင်ရှင်ကတော့စေတနာပါတယ်အများကြီးထည့်ပေးတယ်ကိုကသာကြီးများနေလို့ပေါ့နော်ကိုရီဖွဲ့ကမုတ်ဆိုတောင်ပေါ်မှာညအိမ်မှာဖြစ်တဲ့အတွက်ဒီမူလအီတောင်ချေရောက်ပေမဲ့လည်းနောက်တစ်တောင်ဆက်တက်ဖို့အတွက်ပြင်ဆင်ကြပါတယ်ကတောင်ချီရှောက်ပြောနေပါတောင်ပေါ်ရောက်နေပါပြီအကောင်လုံးစားပြီးတောက်ပြီးကြပြီဖြစ်တဲ့အတွက်ကားပေါ်မှာထုတ်ဖို့တွေတွားယူမယ်ပေါ့နော်အဲ့ဒီမှာလမ်းပြအကိုကတန့်ရယ်ခေါင်းအောင်ရယ်ဆောင်းရယ်ထည့်ပေးလာပါတယ်အဲ့ဒီမှာခေါင်းအောင်နဲ့ဆောင်းကြတော့ကိုယ့်ကိုတဲွားရတယ်တန့်ကကြတော့သူတို့တဲပေးတယ်ပေါ့နော်ဒါတောင်မှခေါင်းအောင်နဲ့ဆောင်းပဲတဲရအောင်တလန်းလုံးတဖုံပြုတ်ကြနေတာပေါ့နော်လက်တယ်လုံးဝအောင်မအောင်ပြောရင်ဆိုရင်လမ်းသွားရင်ကောင်းအောင်ပြုတ်ကြလမ်းပြအကိုနဲ့တူတူငယ်ချင်းနဲ့တဲွားတဲ့အထုပ်အပိုးဆိုင်ကိုကြည့်လိုက်ကိုသာအဲ့ဒါလောက်တဲရလို့တော့လေပလက်လန့်သွားလိုက်မယ်
ဒါတောင်မှလေကြောဖို့အိတ်ထဲမှာအနှွေးထဲတထဲပြီးလို့ရှိရင်အဲ့ဒီခေါင်းစွပ်ပါညာပြီးရင် hidden pack တကယ်လိုအပ်တဲ့ essential တွေပဲယူသွားတာတော်သေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလမ်းကတနိုင်ကျော်လောက်ကိုတောင်တက်ရတယ်တောင်တက်ရတော့တအားလေးပါတယ်အထောက်ကဘလောက်တည်တအားလေးပါတယ်ကိုကကင်မရာအိတ်ရယ်အဲ့ဒီကြောဖို့အိတ်ရယ်ခေါင်းအုံးလေးဆောင်နေရယ်ဆိုတော့ပြောမနေနဲ့တော့အမကိုရီးယားအမောဆိုးလိုက်နားလိုက်လုံနေတော့အရှိရအဖွဲကဟိုးရှိရတောင်ပေါ်ရောက်သွားပြီပေါ့နော်ဘလို့တောင်သွားလိုက်လည်းမသိဘူးမြန်နေရောပဲဟိုတက်ရောက်အောင်လေအခုဒီတော့မှ clip တွေပြတ်တောင်ဖြစ်ရတဲ့အကြောင်းရင်းကတော့ဒါပါသူတချို့နေရာတွေကျတော့အရန်အားပြုပြီးတက်ရတာဖြစ်တဲ့တော့အထောက်ဝိနဲ့ပါနေဆိုတော့ကင်မရာကိုအရန်အားယုံမဆိုင်နိုင်ဘူးပေါ့နော်အခုတော့မို့ဆိုတောင်ဘက်ချန်ရောက်လာပြီလို့ပြောလို့ရတယ်အခုဒီလမ်းမြင့်နေရတာလေးကတော့မူလအီတောင်ပါဒီမြားထိုးပြထားတာလေးကတော့စောနာကလာခဲ့တဲ့နေရာလေးကိုရရောက်တဲ့အချိန်ကနေ့လယ်မကြာညနေမကြာအချိန်ဆိုတော့နေရတော်တော်ပူတယ်အဲ့ဒီမှာ sun cream ကမဖြစ်မနေလိမ့်မရမယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်မျက်နှာတစ်ခုလည်းကွက်ပြီးတော်တော်ကြီးကိုနီနေအဲ့ဒီမှာစောနာကတချို့ကရင်ပစိုးလဲတဲ့ချို့ပေါ်လာပါပြီသူဘလို့တောင်တိုင်ပန်းနေလဲဆိုမှကြည့်တောင်တက်လာကိုပစိုးဝတ်လာတော့ပစိုးကိုထင်ရတာလို့တလို့အဲ့ဒီလက်ထဲကအထုပ်တွေထင်ရရဲ့ကျုပ်ကိုအိတ်ထင်ရနေဒီမှာကြေးရဲတွေထားတယ်ဘုန်းကြီးတောင်းပါဘုန်းကြီးတောင်းပါဘုရားလား နှစ်ခုလောက်ပါတယ်ဟုတ်လားတောင်ဝန်းလူရောပါတယ်စီကိစားများတယ်ဘယ်လားဘူးလားအဲ့ဒီမှာ view လေးနဲ့ drama မှုလေးတစ်ဖြတ်အမှန်တိုင်းပြောရရင်အဲ့နာမှာချော်လဲတော့မူစောနာကလည်းအရှိရကြောက်တုံပေါ်မှာတက်ပြီးရရင်လည်းချော်လဲတော့မလို့ဖြစ်ပြီးစောက်ထိုးကြီးဖြစ်သွားပြီfinally မမို့ဆိုတောင်ပေါ်ကကိုရီစခန်းချမဲ့နေရာကိုရောက်ပြီပေါ့နော်အဲ့ဒီမှာကိုအနားယူပြီးတော့အမောဖြေကြတယ်အမ view လေးကလည်းတော်တော်လှတယ်လေလည်းတော်တော်တိုက်တယ်ပေါ့နော်ဒါပေမဲ့ phone line နေရာတော့အဲ့ဒီဟိုဘက်ဘေးကကြောက်တုံးလေးပေါ်မှာပဲရတယ်ဒီတဲထိုးတဲ့နေရာဘက်ဒီမှာမရဘူးခုကတောင်ပေါ်ရောက်တော်သေးရပေါ့အခုတခါတော့တောင်ပေါ်ရောက်မှမှန်သွားလို့ဆက်တဲ့အဲ့မှာအခု vlog ရဲ့ main ဇက်လိုက်ပေါ်လာပါပြီ Oh my god! What is that? ဒီမှာတာယာနေတော့တခြားအဖွဲ့ကတော့မှကဘာပြတ်နေပါတယ်တလန်းလုံးတဖုံပြုတ်ကြခဲ့လေမမပါတော့ကြောက်တော့မြင်တက်ချင်ပါတယ်မြင်သမျှကြောက်တော့မှန်သမျှအကုန်တက်ပြီးတော့တပုံရိုက်ချင်ပါတယ်အဲ့ဒီမှာ post တွေပေးတယ်ပေါ့နော် post တွေပေးမယ်လည်းဘာတွေမှလည်းမသိဘူးသူ့ view ကလေတော်တော်လေးကိုမိုက်တာအခုရောက်သွားတဲ့အချိန်ကဘွက်လည်းမထတော့ဘူးတောင်ပေါ်မှာဒီအယောင်လေးသူ့ရဲ့ဒီမျက်ခြောက်အယောင်လေးကိုတော်တော်လေးကိုမိုက်နေတာတောင်ပေါ်မှာညအိပ်ပဲနဲ့ဒီတိုင်းတနေကုန်တနေခန်းထိုင်ပြီးကြောက်တုံပေါ်မှာရှုခင်တော့ထိုင်ကြည့်နေအောင်တော်တော်တန်တဲ့နေရာလေးပါ view လေးကအရန်ကိုလှပါတယ်အမဆဆတက်ချင်တော့ကတီရှပ်တစ်ထည်နဲ့လေပိတ်ဆွဲတာတစ်ထည်ပဲဝတ်ခဲ့မယ်အပေါ်ရောက်တော့လေတိုက်တော့တော်တော်အေးလာတော့အဲ့ဒီမှာကို wind breaker ဟိုမှာအထဲထဲမှာအနှွေးသားပါတဲ့ဟာလေးပြောင်းဝတ်ရတယ်ပေါ့နော်ဒါကြတော့ညကြလို့ရှိရင်အိမ်မက်သေးလေးပါအဲ့မှာကျန်တဲ့တစ်ဖွဲ့လုံးကတောင်ပေါ်လည်းရောက်ပြီးပါလို့ဆက်မရှိတော့ဆိုနားတော့မဲဆိုပြင်တဲ့အချိန်မှာအနောက်က2ယောက်ကတော့တစ်ဖွဲ့လုံးရဲ့တန့်ကိုလိုက်ပြီးတော့ကူဝေးနေတာပေါ့နော်သူတို့မှအဲ့ဒီမှာခရက်ထားလို့မပြီးဘူးလူကလည်းတော်တော်များတော့အဲ့ဒီမှာအချိန်ယူပြီးလှုပ်လိုက်ရတယ်သူတို့ဒီစရောက်ကြတဲ့နေ့လှုပ်တာညမိုးချုပ်တဲ့အချိန်မှာပြီးတယ်ပေါ့နော်တော်တော်လေးကိုကူဝေးရပါ原餐啊，原餐啊，原餐啊。အမနားလဝပြီးဆိုတော့ fashion design ပြောင်းပြီးတော့ဒီတောင်တဝိုက်မှာကိုပတ်လေပတ်ပြီးတော့ကိုဓာတ်ပုံတွေဗီဒီယိုတွေလိုက်ရိုက်ကြပါတယ်ဒီ view လေးကတော့တော်တော်လေးကိုမိုက်တာ
အဲ့မှာကိုနောက်တစ်နေရာပြောင်းပြီးတော့ photo spot ပြောင်းရိုက်ကြပါတယ်အဖွဲလိုက်ဒါကြတော့တော်တော်များများတဲထိုးတဲ့ဖက်ပေါ့နော်ညီမတို့ကကြတော့ဟိုးတောင်ပေါ်မှာလူနည်းနည်းရှင်းတဲ့နေရာလေးယူထားလိုက်တာဆန်းဆက်လည်းမြင်အောင်ဒါကြတော့တောင်ဆောင်ဘက်နည်းနည်းလေးရောက်တယ်ဆန်းဆက်သိမ့်မမြင်ရဘူးလူလည်းများတယ်အမမမီလေးတပ်ပုံတက်ရိုက်နေတဲ့နေရာအရင်မရနဲ့ဖဲမမီလေးဖဲညီမရိုက်မယ်ဆိုပြီးမှနေရာလူပြီးတက်ရိုက်ပါတယ်ဘာတွေဖြစ်သွားလဲအမအတူတူပါလာတဲ့ပွင့်တဲ့အချိန်လဲပို့နေတာရဲ့အားနေရရဲ့နဲ့တက်တော့ရိုက်မယ်ဆိုပြီးတောင်ပေါ်ကိုထက်တက်ကြပါတယ်ဘာအစီအစဉ်မှတော့မရှိဘူးဘာတက်တော့ရိုက်ချင်မှန်းလည်းမသိဘူးဒီတိုင်းလိုက်သွားနေတာပေါ့နော်အမတောင်ထိပ်မှာ view အရန်လှတဲ့နေရာတွေ့တာနဲ့တပုတ်ကောက်ရိုက်ခဲ့ပါတယ်နေရမှာခိုးနေရမှာအေးဟောပါပြီနေရမှာတောင်ပေါ်ရောက်ပြီးခါမှာတောင်အောက်ကအဖွဲကအုပ်စုလိုက်ပုံရိုက်မယ်ပြန်ဆင်းလာခဲ့ကြဆိုတာနဲ့ပြန်ဆင်းပြီးတော့အကုန်လုံးကိုပိတ်ကန်ပြီးလိုက်ပါတယ်ပြီးခါကျတော့နေဝင်စီးစာဆိုကြည့်တယ်ပေါ့နော်နေဝင်စီးစာကတော်တော်လေးကိုလှတာဒါပေမဲ့သူကနေဝင်တာလည်းတော်တော်မြန်တယ်လို့ပြောရမယ်ကင်မရာနဲ့တော့မနေရိုက်လိုက်ရတယ်ကိုလည်းရိုက်ရောနေရဝင်ပြီးခါစားအချိန်အောင်ဖြစ်နေပြီအစားတော့ညဘက်တွေပါတခြားရိုက်ပြမလို့ဒါပေမဲ့ညဘက်တွေလည်းရောက်ရောကင်မရာတွေကဘာဆိုဘာမှမမြင်ရတာဖြစ်တဲ့အတွက်ညဘက် footage ကဘာမှမရခဲ့ပါဘူးဒီတဲထဲက footage လောက်ပဲရခဲ့တယ်ပေါ့နော်အပြင်မှာကကျတော့ကျဲတွေပဲအဲ့ဒီကမြင်ရတာဒါပေမဲ့ကျဲတွေကလည်းကင်မရာထဲမပေါ်ဘူးအဲ့ဒီမှာညဘက်အတွက်လိုအပ်တာမှန်သမျှအကုန်ယူခဲ့မယ်ဒီမီဒီကိုချိတ်လို့ရတဲ့ဟာယူလာဖို့မေ့သွားပြီမီဒီဟောပါလဲတက်မီပဲယူခဲ့တာဖြစ်တဲ့အတွက်အဲ့ထဲမှာထောင်ထားရတယ်ပေါ့နော်အမတောင်ပေါ်မှာကစားတောက်ဆိုင်ရောအိမ်သားရောဘာမှမရှိပါဘူးစားတောက်ချင်လို့ရှိရင်တောင်ချင်မှာတော့ဝယ်ရပါတယ်အိမ်သားလည်းလုံးဝမရှိတဲ့အတွက်ဘာမှတညလုံးမသွားရပါဘူးတေခဏနာပေါက်တဲ့လူဆိုတော်တော်ကြီးကိုအဆင်မပြေတာပါဒါတော့မူလအီဖျားကိုတွားတဲ့ outfit ပေါ့နော်ဘယ်လောက်ထိအလားတောင်အခြေအနေဆိုးရလဲဆိုလို့ရှိရင်အဓိကမူလအီဖျားကထမိန်မပါပဲတက်လို့မရပါဘူးဘောင်းဘီနဲ့လုံးဝပြီးမတက်ပါဘူးပြီးတော့အဖွဲကမနက်၄နာရီအစီအစဉ်မရှိဘဲနဲ့ကိုထားကြပြီးတော့အမအိမ်သာတွားချင်နေပြီးမရတော့ဘူးအထုပ်သိမ်းကြတော့အမဆိုပြီးတော့ကမန်းကရန်နဲ့အထုပ်တွေကောက်သိမ်းပြီးတောင်ချေကိုဝရုံတုံးကဆင်းကြပါတယ်ဒီမှာညဘက်မီးရလဲမောင်ဘာမှလည်းမရှိတက်မီးနဲ့ကိုအဲ့ဒီမှာအမောတွေစို့ပြီးတောင်ချေလဲရောက်တော့ဘာမှအောင်မလုံနိုင်တော့ဘဲနဲ့အင်ကြီးအတဲ့လည်းမဝန်းနိုင်တော့ဘူးအထုပ်လည်းမထုံနိုင်တော့ဘူးတွေ့တာကောက်ဆွပြီးတော့ဒီတိုင်းလာခဲ့လိုက်တာပါညဖက်ကတော့လေတော်တော်အေးတဲ့ထဲမှာပါတယ်တီရှပ်ရယ်လေပိတ်အနွေးထဲအထူရယ် wind breaker ကအထဲထဲမှာကိုအမွေးပွားအထူပါတဲ့ဟာရယ်ပြီးတော့ wind breaker လုံးဝတီးတန့်ဒီအစိမ်းရယ်အဲ့လိုအထက်ဝတ်ထားတာတော့မှညကျတော့တော်တော်အေးတာလို့မခံနိုင်လို့ hidden pack တွေအဲ့ဒီအနွေးထဲတွေကိုထိုးထည့်ရတယ်ပေါ့နော်ပြီးတော့လက်အိတ်ဆိုလို့ရှိရင်ဟိုနှင်းတောင်တွေပါဒီမှာဆိုတဲ့လက်အိတ်ကိုထည့်ရတော့မှလုံးဝလက်ကခဲပြီးတော့ကျင်တက်လာလို့အဲ့ဒီမှာ hidden pack ကိုအဲ့ဒီလက်အိတ်ထဲထိပါအကုန်ထည့်ရတာပေါ့နော်ဒါတော့မှညကျတော့တန့်တယ်ကိုနှင်းနေရစိမ့်လာတော့မျက်နှာပေါ်မှာရေခဲတွေကြာအဲ့လိုရေတွေဆိုပြီးတော့ဟိုလိုမျိုးနှိုးလိုက်အိပ်ပျော်လိုက်အဲ့လိုခဏဖြစ်ခဲ့တာပေါ့နော်အမလမ်းမအမောဆုခဲ့လားမဆုခဲ့လားဆိုတော့စုပ်ပြတ်တက်နေတာကိုဒါကြည့်ဘာမှကိုအလားမပြင်းနိုင်ဘူးအဲ့ဒီမှာဒီမူလကြီးဖျားပေါ်တက်တဲ့အချိန်ကတော်တော်လေးကိုအေးတဲ့အချိန်နဲ့ပါနေသေးတယ်ဒီလမ်းကအပင်တွေမှာဆိုလို့ရှိရင်နှင်းလို့ပြောရမှာမြူနှင်းလို့ပြောရမှာရေခဲစလေးတွေကြံနေတော့ပေါ့နော်ဒီမှာအဲ့အပင်လေးတွေပေါ်မှာဆိုလို့ရှိရင်ရေခဲမုံတေးတွေကြံနေတော့မယ်သူကဟိုအောက်မှာအေးတာသူ view လေးရဲ့တဘာဝအတန်လေးရဲ့တော်တော်လေးလှလို့ထည့်ထားပြရပါတော့ original အတိုင်းအဲ့ဒီမောနေတဲ့အတန်တော့သိခံမိကြပါပြင်ပေါ်မှာလည်းတော်တော်လေးကိုအေးတာဖြစ်တဲ့အတွက်ဖျားရှစ်ခိုးပြီးတော့အဲ့ဒီမှာຫນွေအောင်လို့ခဏငြိမ်လေးထိုင်လိုက်ရပါတော့
မလာမပါရောက်သွားတာဆိုပေမဲ့အဲ့ဒါကလည်းအမတ်တရားတစ်ခုဖြစ်သွားတယ်ပြီးတော့ဒါဖျားရှိခိုးပြီးတာနဲ့ကိုအဲ့ဒီမူလအီတောင်ချီပြန်ဆင်းပြီးတော့အမမနှက်စာထက်စားတယ်သူများတွေကတော့မစားတော့ကိုကတော့ဘိုက်စားလို့ထက်စားတာအဲ့ထက်စားပြီးတော့ drone နဲ့ photo ရိုက်ကြမယ်ဗီဒီယိုရိုက်ကြမယ်ဆိုပြီးတော့ကိုအဲ့ဒီမုတ်ဆိုတောင်ပေါ်ကိုပြန်တက်ကြပါတယ်အရန်ကို energy တွေပြည့်ပြီးတော့ဖြက်လက်သက်ကြွနေတယ်ကျမတို့အဖွဲ့ပေါ့ဒီတဝိုင်းမှာစိုင်ခန်းနေဆိုလို့ဒီအသွဲလိုက်ပဲရှိရပါတော့ကျန်တဲ့နေရာတွေမှာကမုံဆိုင်နေပါလေဆိုတော့ဘာမှမရှိဘူးအိမ်သားလည်းဒီနေရာမှာပဲရှိတာဆိုတော့ကိုကတခုခုစားရင်တောက်ချင်ဒီကိုပဲလာရတယ်ဒီမှာပဲစားရတယ်တောင်ပေါ်မှာစားချင်လို့ရှိရင်ဒီကနေတပူတကောက်လာပြီးပတ်ဆက်ဆွဲပြီးတော့မှတောင်ပေါ်ပြန်တက်မှရတယ်ပေါ့နော်ဒါကခောက်ဆွဲပြုတ်ပြီးတော့အဲ့ဒါကတာတူကြော်တော်လေးစားကောင်းတယ်ကျန်တဲ့လူတွေကတော့တော်တော်မောနဲ့လို့မလိုက်နိုင်တော့ဆိုလို့ကိုရီအဖွဲ့ပဲသွားပါတယ်ဒါကကြတော့အခုတစ်ခေါက်ကတော့ဒီလမ်းကိုအဆအဆုံးရိုက်ဖြစ်သွားမှာပေါ့နော်အသွားတော့ကမရိုက်လိုက်ရလို့သူ့လမ်းနေရလေလုံးဝကိုတော်လမ်းနေဟိုလိုမျိုးလမ်းချောနေရမျိုးမရှိဘူးအဲ့လိုကြောင်နေထဲသွားရတာမျိုးလည်းရှိတယ်အသက်အစင်များတယ်အသွားဆိုလို့ရှိရင်အစင်များတယ်အပြန်ဆိုလို့ရှိရင်အသက်ဆက်တိုက်ပဲဒါကိုမနဲ့၄နိုင်တော့လာခဲ့တော့ဆိုတော်တော်ကြီးကိုကြောက်ဖို့ကောင်းတယ်ဘာမှမမြင်ရဘယ်တက်မီတလန်နဲ့ဟိုမမြင်မဆန်းနဲ့သွားရပါတော့အထုပ်တွေကလည်းလေးရတီဥတုကလည်းတအားအေးရနဲ့တော်တော်ကိုဆူဝါဖြစ်ခဲ့တာဒီနေရာလေးမှာဒါမှ तू မကြိုက်မှဆိုလို့ကင်မရာကို outside ထားတဲ့ဟာကို तू ကပါချင်တယ်ဆိုတော့ထည့်ပေးလိုက်ပါတယ်အဲ့မှာဟာတာတစ်ခုပြောပြရမယ်ဆိုစောနာပြောသလိုပဲအိမ်သားကအဲ့ဒီမူလအီတောင်မှာပဲရှိတာဒီမို့ဆိုတောင်ဘက်မှာမရှိဘူးအဲ့ဒီမှာမနက်စောစောစီစီကိုရီအဖွဲ့ကအိမ်သားသွားချင်တယ်ဆိုပြီးရောင်းမရှိစောကနေဦးဆောင်ပြီးတော့သူကအရင်ဆုံးပြီးတယ်ကိုရီကအနောက်မှာကြောဖို့အိမ်နဲ့အဲ့ဒီမှာဝိတ်တွေကလေးပြီးတော့မလိုက်နိုင်တော့တော်ပါတော့ထားခဲ့ပါတော့ဆိုပြီးအဲ့ဒီနေရာကြီးမှာထိုင်ပြီးတော့အမောဆုပ်ခဲ့ရပါတော့အဲ့လိုပြောလို့ तू ကကြောဖို့အိတ်မလွယ်ထားလားဆိုတော့မဟုတ်ဘူး तू လွယ်ထားတာကိုရီထက်ပိုလေးတယ်ကွာဒါပေမဲ့ကိုရီနှစ်ကောင်ကလုံးဝကိုပိတ်လေးကိုအမောဆိုနေရလေသူတို့ကြတော့ဟိုအားကစားလုံနေကြဆိုတော့အမောခံနိုင်တယ်ပဲကျမ်းမကြီးလည်းပိုကောင်းတယ်အဲ့ဒီမှာဟိုဟာသားတွေဖြစ်လာအဲ့ဒီတော့နေရင်နဲ့ဟိုပူရချွေးတွေထွက်လာလို့လမ်းမတန်ရှိသမျှအကုန်ဆွဲချွတ်မရတော့မလိုက်နိုင်တော့နှက်ချီတွေကလည်းထွက်ကြနေတကယ်ဟိုပောက်ကြရတယ်မျိုးစုံဖြစ်ခဲ့တာဟိုဘာမှလည်းမမြင်မစမ်းအချိန်မှာအမတော့နေတော့မွေစိမ်းမြင်နေဆိုလားမသိကိုကဘလို့ကြီးမတွေ့ဘူးပေါ့နော်ခြေထောက်နာမှဆိုပေါက်သွားတာကြပြီအခုတစ်ခါပြန်တက်တာကြတော့ကြောဖို့အိတ်တွေပါတယ်အဲ့လိုလေးရမျိုးတွေမပါတော့လူကမမောတော့အဲ့ဒီမှာအဖွဲလိုက်စကားပြောပြီးအေးစစ်တက်သွားကြတာအဲ့ဒီမှာအဖွဲတွေကအမတရားကအနောက်မှာကြံခဲ့ရောအဲ့ဒီမှာလှမ်းမြင်နေရတယ်သူ့လမ်းလေးတွေမှာတေးသေးလေးအဲ့ဒါနဲ့သူ့ကိုစောင်းမယ်ဆိုပြီးတောင်ပေါ်မှာထိုင်ဆောင်ကြတာပေါ့နော်အဲ့ဒီအတော်တို့အဖွဲကတော့အရှိအရင်သွားလိုက်တယ်ကိုရီးယားတော့ဒီမှာပဲ2ယောက်သာထိုင်ဆောင်လိုက်တယ်အဲ့ဒီမှာအဲ့ဒါနဲ့ तू ကမနာတော့ဘူးဆိုတော့ဖွဲလိုက်ဆက်သွားကြပါတယ်ပိုက်ဘလော့တနေရရအောင်ဒီဇိုင်းတစ်မျိုးပြောင်းသွားပိုက်အဲ့ဒီအခုစင်းတဲ့နေရာဆိုတော်တော်သတိထားရတယ်အသွားတော့လည်းနှစ်ခါချော်လဲပြီးပြီအဲ့ဒါအခုတစ်ခေါက်လည်းကင်မရာကြီးနဲ့ထပ်ချော်လဲပါမှဆိုလို့တေးသေးချာချာကိုကင်ပြီးတော့ကိုတလန့်ချင်းသွားရတယ်ဒီနောက်ပိုင်းလမ်းတွေကအဲ့လိုဖုံနေများတော့အဲ့ဒီချောလွဲ့တယ်ခဏတဖုံနဲ့လဲကြတာဒီနားလေးတွေကလေ view ကအရန်ကိုလှတာလူလွဲလုံးဝမရှိဘူးအဲ့လို plastic ပစ္စည်းတွေအမိုက်တရတွေလည်းလုံးဝမရှိဘူးလုံးဝတဘာဝနဲ့
ဒီဟင်းလင်းပြည့်ရင်ကိုမြင်နေရတာအရန်ကိုလွတ်လပ်တယ်လို့ခံစားရတယ်နောက်တစ်ခါထပ်သွားဖြစ်မဲ့ထင်မှလည်းပါတယ်အခုဆိုတဖြည်းဖြည်းသွားရင်းနဲ့ drone လွတ်မဲ့နေရာနာကိုရောက်ခံနေပြီပေါ့နော်အဲ့ဒီ drone လွတ်တဲ့နေရာလေးလည်းတော်တော်လာတယ်သူကအဲ့ဒီကြောက်ဆောင်လို့ပြောရမလားဒီကြောက်ကဘာအစောနာတော့လေးမှာပေါ့နော်သူရဲ့ကြောက်တုံဆိုတော်တော်ကြီးကိုမြင်တယ်အရန်လည်းမိုက်တယ်အမအတော်ကစောစောစီးစီး drone ကိုစီးဥဖောက်နေတာပေါ့နော်အမသူတို့ရိုက်နေတဲ့ဟာအနောက်ကနေ snap ရိုက်ပြီးနေ view ကမိုက်ပြီးတော့အရန်လှတာနဲ့အဲ့ဒီနေရာမှာပါတောင်းပြီးဝင်ရိုက်ခဲ့ပါတယ်ပုံထဲမှာကြည့်လို့ရှိရင်ဒါလေးလုံးဝနည်းနည်းလေးလို့ထင်ရတာဒါပေမဲ့အဲ့ဒီကြောက်တုံကဒီအခုတက်ဖူသမျှကြောက်တုံတွေထဲမှာအမြင့်ဆုံးပဲပေါ့နော်ဟိုတော်တော်ကြီးလည်းအသေးရဖို့ကောင်းတယ်ဒါပေမဲ့တော်တော်ကြီးလည်းလှတယ်အမတယောက်ချင်းရိုက်ပြီးတော့အုပ်စုလိုက်ရိုက်ကြပါတယ်အခုဒီမူလအီခရီးစဉ်လေးကတော့ဒါပါပဲအဲ့ဒီအပြန်ဒီမှာလည်းရိုက်ထားတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့တအားရှည်သွားမှာဆိုလို့အခုဒီရှုခင် view လှလှလေးနဲ့ပဲဇက်သိမ်းလိုက်ပါမယ်ခုလိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးပါနောက်လည်းခီးသွားတဲ့ vlog လေးတွေနဲ့ makeup skincare အလှအပပိုင်းဆိုင်ရာလေးတွေကိုစတိုက်တင်ပေးမှာဖြစ်တဲ့အတွက် like and follow လေးလုပ်အားပေးဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးပါ